အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်ပြသမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ပတ်ဆိုင်ရတဲ့ဂျပန်တက်တော့ကောက်ဖွင့်တွေကိုပြသပေးသွားမှာဖြစ်ပါတယ်ဒီမဲ့တွေစီကဝေစရာမလိုပဲကျွန်တော်တို့ကိုကိုယ်တိုင်ဖွင့်လို့ရတဲ့အကြောင်းကိုပြသပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပေးပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ရသေးရင် like and subscribe လုပ်တော့ပေးဖို့တောင်းဆိုချင်ပါတယ် okay ဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့တက်တော့ထဝင်လိုက်ပါကျွန်တော်တို့တက်တော့ရောက်တဲ့ကျွန်တော်တို့ဒီမှာအရက်တန်တဲ့၄မျိုးလုံးကျွန်တော်တို့တက်တော့ရောက်တဲ့ကျွန်တော်တို့အောက်နာကျွန်တော်တို့ profile ရှိရဲအဲ့ဒါကိုထည့်နေပါကျွန်တော်တို့ဒီမှာဒီလိုမျိုးဂျပန် region ကောက်ဖွင့်နေတဲ့အချိန်မှာကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့အကောက်လေးပြတ်မတော့ပါဘူးအဲ့ဆိုကျွန်တော်တို့ပေါ်နာလေးကကျွန်တော်တို့ဒီမှာ icon လေးစက်ကလေး30ဆိုတာရှိရဲအဲ့ဒါကိုထည့်နေပါထည့်နေလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်နာလေးမှာ string and privacy ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်နေပါထည့်နေလို့ပြတဲ့ကျွန်တော်တို့ဒီမှာပေါ်နေတဲ့ setting ပါ setting လို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာ swing account ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်နေပါထည့်နေလို့ပြတဲ့ကျွန်တော်တို့အောက်နာမှာကျွန်တော်တို့ပေါက်လက္ခဏာလေးနဲ့ add account ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်နေပါထည့်နေလို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ login ဝင်လို့မရပါဘူးကျွန်တော်တို့အောက်နာလေးမှာ save up ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်နေပါထည့်နေလို့ပြတဲ့ကျွန်တော်တို့ဒီနေရာမှာအောက်နာလေးမှာကျွန်တော်တို့ location in Malaysia ဆိုပြီးရှိတယ်ကျွန်တော်တို့ဒီမှာအခုလက်ရှိ Malaysia မှာဖြစ်တဲ့အတွက် Malaysia လို့ပေါ်နေတာဖြစ်ပါတယ်မိမိတို့ကကိုရောက်နေတဲ့နိုင်ငံမှာကိုရောက်နေတဲ့နေရာပေါ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ location ကိုကျွန်တော်တို့ဂျပန်ပြုံးမဲ့အတွက်ကျွန်တော်တို့ဒီမှာ Malaysia ကိုနှိပ်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ search bar မှာကျွန်တော်တို့ဂျပန်တက်တော့ကောက်ဖွင့်မယ်ဆိုတော့ကျွန်တော်တို့ဂျပန်ဆိုပြီးရိုက်ချက်လိုက်ပါပြတဲ့ကျွန်တော်တို့ဂျပန်ကိုနှိပ်လိုက်ပါဟုတ်ကဲ့ကျွန်တော်တို့ဒီလိုမျိုး location မှာကျွန်တော်တို့ဂျပန်ဆိုပြီးပေါ်နေမှာပဲအဲ့ဆိုကျွန်တော်တို့ဒီနေရာမှာတစ်ခုတတိထားမှာကျွန်တော်တို့ဒီမှာGmail နဲ့ဖွင့်နေဆိုလို့ချင်းကျွန်တော်တို့ Gmail အသစ်တစ်ခုလိုပါတယ် Gmail နဲ့ဖွင့်ရမှာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ Gmail အသစ်ကကျွန်တော်တို့တစ်ခုမှတစ်ခါလေးမလုပ်ဘူးသေးတဲ့ Gmail အသစ်ဆက်တစ်ခုရှိပါလိုပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ Gmail အသစ်ဖွင့်နေကိုကျွန်တော်ဒီ video description မှာ link ရှာပေးထားပါတယ်အဲ့မှာတွားကြည့်လို့ရပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ Gmail အသစ်တစ်ခုလုပ်ဖို့တဲ့ကျွန်တော်တို့ဒီမှာ Gmail အသစ်တစ်ခုနဲ့ဖွင့်ရပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာပေါ်နာလေးမှာ continue with email ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြနေကျွန်တော်တို့ဒီမှာတစ်ခါမှမလုပ်ဘူးဖောက်ပေးသေးတယ်ကျွန်တော်တို့ Gmail အသစ်နဲ့ဖွင့်ရပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာကျွန်တော်က Gmail အသစ်ထည့်လိုက်ပါမယ်ထည့်လို့ပြနေကျွန်တော်တို့ဒီမှာအောက်က continue ဆိုတာရှိရဲအဲ့ဒါကိုထည့်လိုက်ပါထည့်လို့ပြနေကျွန်တော်တို့ဒီနေရာမှာဒီလိုမျိုးကြားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီနေရာကိုသူတို့ပြောထားတာကျွန်တော်တို့ခဏလေးပါရမယ်နာမည်လေးပါရမယ်ကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးတန်ကြေးလေးပါရမယ်ဆိုတော့သူတို့ပြောထားတာပါအဲ့ဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ကိုကျတဲ့ password ကိုရိုက်ထည့်လိုက်ပါခဏရဲ့နာမည်ရဲ့သူတို့ပေးထားတဲ့တန်ကြေးရဲ့အဲ့လိုမျိုးရိုက်ထည့်လိုက်ရပါပြီအဲ့ဆိုကျွန်တော်တို့ဒီမှာသူတို့ပေးထားတဲ့ကဏ္ဍကိုထည့်လိုက်ရအောင် okay အဲ့ဆိုကျွန်တော်တို့ဒီမှာဒီလိုမျိုးပေါ်နေပါပြီကျွန်တော်တို့သူတို့ပေးထားတဲ့အတိုင်းကျွန်တော်တို့အမှန်ရှိလို့ဖြစ်သွားပါပဲအဲ့ဆိုကျွန်တော်တို့အောက်နာတွေကကျွန်တော်တို့ continue ကိုနှိပ်လိုက်ပါ continue နှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီအောက်နာတွေက save ဆိုပြီးနှိပ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ Gmail နဲ့ကျွန်တော်တို့တခုခု login ဝင်လို့ရှိရင်ကျွန်တော်တို့ဒီမှာ password ရိုက်ထည့်စရာမလိုဘူးတစ်ခါလေးတိုင်ဝင်သွားလို့ရတာပါအဲ့ဆိုကျွန်တော်တို့ဒီမှာ save ကိုနှိပ်လိုက်ပါ save ကိုနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာကိုရဲ့ birthday ကိုနှိပ်လိုက်ပါကျွန်တော်တို့ဒီမှာ section နဲ့ပြည့်ရပါပြီ okay ဆိုကျွန်တော်ဒီမှာ2003 April လောက်ထည့်လိုက်မယ်ကျွန်တော်တို့ okay ဒီမှာအဲ့ဆိုကျွန်တော်ဒီမှာအောက်နားလေး continue ဆိုတာရှိရဲအဲ့ဒါကိုထည့်နေပါ okay အဲ့ဆိုကျွန်တော်တို့ဒီမှာ Gmail ကကျွန်တော်တို့ကောက်ကြရမယ်ကောက်ကကျွန်တော်တို့ဒီမှာဒီ Gmail ကောက်ကကျွန်တော်တို့ဒီမှာ Gmail ထည့်ဝင်လိုက်ပါ Gmail ကိုပဲကောက်ကြတာဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာကောက်ကကျွန်တော်တို့139355ဆိုပြီးရှိရဲအဲ့ဒါကိုအဲ့ကောက်ကိုကျွန်တော်တို့ထည့်လိုက်ပါokay ဒီမှာရပါပြီခဏလောက်ဆောင်းလိုက်ပါ okay အဲ့ဆိုကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာ add your next name ဆိုပြီးရှိရဲကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော်တို့ကိုယ့်ရဲ့နာမည်ကိုကိုကြတဲ့နာမည်ကိုပေးလို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့နာမည်ပေးပြမယ်ဖြစ်ပါတယ်okay အဲ့ဆိုကျွန်တော်ဒီမှာအောက်နားလေးမှာ continue ဆိုတာရှိရဲ continue ကိုနှိပ်လိုက်ပါ okay ဂျပန်တက်တော့ကောက်ရတော့ပါပြီကျွန်တော်တို့ရမရဆိုတာကျွန်တော်တို့ဒီမှာ location ပြုံးမပြောဆိုတာကျွန်တော်တို့တစ်ခါတော့ပြီးတော့ကြည့်ကြပါမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ profile လေးရှိရဲအောက်နားလေးက profile လေးနှိပ်ပါနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအပေါ်နားလေးမှာစက်ကလေး30ဆိုတာရှိရဲအဲ့ဒါကိုထည့်နှိပ်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာအောက်နားလေးက string and privacy ဆိုပြီးရှိရဲအဲ့ဒါကိုထည့်နှိပ်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ account ဆိုပြီးရှိရဲအဲ့ဒါကိုထည့်နှိပ်ပါထည့်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ account information ဆိုပြီးရှိရဲအဲ့ဒါကိုထည့်နှိပ်ပါ okay ကျွန်တော်တို့ဒီမှာရပါပြီခုနကဖွင့်ထားတဲ့အတိုင်းရပါပြီဒီမှာပါဂျပန်ဒီတဲ့နေရာမှာကျွန်တော်တို့ဂျပန်ဆိုပြီးပေါ်နေပါပြီကျွန်တော်တို့ဒီမှာ email လေးအကုန်လုံးရပါပြီအဲ့ဆိုရမယ်လို့ပြောလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe follow မလုပ်ရသေးရင် subscribe follow လေးလုပ်ပေးပါဦး